Hello ဒီနေ့ဘယ်ဦးမှာသမင်းစားပြမယ်ပေါ့နော်တခါမှမင်းကလေးလိုမျိုးသမင်းမစားပြဘူးဆိုတော့အခုပထမအဆုံးစားပြမယ်စပယ်မွေးတဲ့ချုပ်ကောင်းမယ်ဒီနေ့မိတ်ဆက်ပေးမယ့်ဟင်းလေးတွေကြတော့ဒါကျတော့မုံလာဟင်းချိုလေးပါမုံလာရွက်ပေါ့နော်မုံလာအရင်ကောင်းတယ်ချိုနေပြီးရင်ဒါလည်းခရမ်းသီးလေးပါခရမ်းသီးရခိုင်ခရမ်းသီးချက်လေးပြီးတော့ဒါကျတော့ငါအစီပြန်လေးပေါ့ကွယ်ဒါလေးကကြောက်ရောငရုတ်တီထောင်းပါတိုးစရာဒီမှာပါစားကြပါအောင်ရှင်လက်စေးမယ်ဟင်းရင်လည်းပဲလက်စေးရနော်တမျိုးမထင်ကြပါနဲ့သမီးကမစားသေးဘူးဟိုဟာဖြစ်နေစက္ကန့်ကသွားနေပြီ10မိနစ်ကျော်လောက်သွားနေပြန်ခရမ်းသီးနဲ့အဲ့လိုမျိုးနေစိုက်အရန်ကောင်းတယ်ဒီလားသူများတွေတော့ကွယ်တပကံလုံးမနေချင်းကိုစားနိုင်တယ်လို့ပဲနာနေချင်းနို့မပါတော့ဘူးနို့မထည့်တော့ဘူးဒီနေ့ရိုးနေပါတာသမင်းတခါစားဖို့ပါလေအလှပြင်နေရတယ်ဒီလိုမျိုးဖြစ်သွားမကြည့်တကြည်လေးပဲကောင်းပါမုံလာတုပါမယ်ပစင်းရဲ့နေရလေအဲ့လိုမျိုးတိုးစားတာကောင်းတယ်ဗျတိုးစားတာကောင်းတယ်ဆိုစားပေးရတယ်ကြက်မိုင်ကြီးကောင်းတယ်ကြက်မိုင်ကြီးကောင်းတယ်